မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်အမောင်ရတဲ့ကြီးစုပြီးသွားရင်နေရောင်တွေပြန်လည်လာသွားမယ်အကားကွယ်တွေမရှိတဲ့ဘဝမှာကြီးစားတွေပဲနောင်တစ်ချိန်နာကတူထွန်းကောင်းစားဖို့ရာဒီလူတွေလုံးရင်နေခြင်းတချို့တွေအိမ်မပြန်နိုင်တော့တဲ့တချို့တွေပြန်မဆုံးနိုင်တော့တဲ့တချို့တွေမောင်ရတွေတဲ့လမ်းပြောင်းခဲ့ဒီနေ့မှရရအောင်မြင်ပြီးရောင်နေလေပြန်နိုင်တော့တဲ့တချို့တွေပြန်မဆုံးနိုင်တော့တဲ့တချို့တွေအမောင်ရတွေတဲ့လမ်းပြောင်းခဲ့ကြပြီဒီနေ့မှရရအောင်မြင်ပြီးရောင်တွေလင်းစိတ်တကယ်ပဲနေတော့လေးပြလုံးနိုင်မလားPlay
ကျေးဇူးအများကြီးတင်ပါတယ်ကျယ်လေးတွေကိုလည်းဒီကနေ့အလေးအနက်ပြုပါ